Friendly Soccer 2026 ရဲ့ Tottenham Hotspur logo နဲ့အသင်းအင်ဂျီများကိုကျွန်တော်ဒီနေ့မှာပြောပြပေးရမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲမင်္ဂလာပါ DS file လွင်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ Okay အဲ့တော့ကျွန်တော်ဒီတစ်ခေါက် Tottenham Hotspur အသင်းရဲ့ logo နဲ့ပြောင်းမယ်အဲ့တော့ကျွန်တော်ထုံးစံတိုင်းပဲသွားမယ် customize ပြီးသွားရင်ကျွန်တော်တို့ logo အရင်ပြောင်းမယ်ပေါ့နော် link တွေကတော့ကျွန်တော်တို့ဒီယူပြီးတော့ကျွန်တော်နှုတ်ကနေပဲတစ်စင်းကျွန်တော်တစ်ခုချင်းဆိုပြန်ပြီးဖြတ်ထည့်မယ် Okay ဒါအဝေးကွင်းအိမ်ကွင်းပြီးသွားရင်ကျွန်တော်ကိုသမားအိမ်ကွင်းဝင်းကွင်းတတိယကဲပေါ့နော် Okay ကျွန်တော် logo ပြောင်းမယ် custom logo သွားမယ်အဲ့ဒီမှာအခုမှစပြီးတော့လုံးမဲ့ညီကိုတွေဆိုရင်ဒါ diamond နဲ့ဝယ်ရတယ်เนาะ100ကျော်လား120လားမသိ Okay အဲ့တော့ကျွန်တော်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ copy ယူမယ်ဒါကျွန်တော်အရင်တော့တစ်ခု copy ပေါ့เนาะအဲ့ဒီဟာကိုကျွန်တော်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့ကျွန်တော်ဒီဘက်မှာ logo ဟာယူမယ်ပြီးသွားရင်အမှန်လေးချစ်လိုက်မယ်အဲ့ဒါဆိုရင် success okay နဲ့သွားရင်ကျွန်တော် Tottenham Hotspur logo ရပါပြီ Okay အဲ့လိုပဲကျွန်တော်တို့အိမ်ကွင်းပြောင်းမယ်ထုံးစံတိုင်းကျွန်တော်ယူလာတဲ့ link ကိုနှုတ်ကနေပြီးတော့မှကျွန်တော် home kit ဆိုတဲ့ဟာကိုကျွန်တော်ယူမယ် copy ယူမယ်ပြီးသွားရင်ကျွန်တော်ဒီဘက်ကိုထည့်မယ်အဲ့ home kit ဆိုတဲ့နေရာကိုကျွန်တော်ထည့်မယ်face နှိပ်လိုက်ရင်ပြီးသွားရင် confirm နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒါ okay success ဖြစ်သွားပြီဆိုရင်ကျွန်တော်ဒီမှာအိမ်ကွင်းပေါ့နော်ကျွန်တော် Tottenham Hotspur ရဲ့အိမ်ကွင်းဝတ်ဆောင်ရသွားပြီ okay အိမ်ကွင်းပြီးသွားရင်ကျွန်တော်တို့အဝေးကွင်းဝတ်ဆောင်လုပ်မယ်အဝေးကွင်းလည်းခုနလိုပဲကျွန်တော်တို့ယူထားတဲ့ link ကိုကျွန်တော်တို့ပြီးသွားရင်အဲ့မှာ away kit ဆိုတဲ့ဟာကိုယူမယ် away kit ဆိုတဲ့ဟာကို copy ယူပြီးသွားရင်ကျွန်တော်ဒီဘက်ထဲမှာပြန်ထည့်မယ်အဲ့ဒီ away queen custom ဆိုတဲ့ custom kit ဆိုတဲ့နေရာမှာကျွန်တော်ပြန်ထည့်မယ် Okay အဲ့ဒါဆိုရင်ဒါ confirm နဲ့ပြီးသွားပြီဆိုရင်ကျွန်တော်ဒါ away queen ဝတ်ဆောင်ရသွားပြီပေါ့နော် Okay ပြီးသွားရင်ကျွန်တော်တို့တတိယဝတ်ဆောင်ကျွန်တော်တို့ထည့်မယ်တတိယဝတ်ဆောင်လဲထိုနီ၎င်းပဲဒါလွယ်ပါတယ်အရင်ဒီ Dreamly မှာထည့်ရတဲ့ဟာကြီးအကုန်လုံးလွယ်ပါတယ်เนาะဟိုဒီဗီဒီယိုလေးဒါတေချာနားလဲအောင်ကြည့်လိုက်အဲ့ဒါဆိုရင်လွယ်ပါတယ်เนาะ Okay link ကိုယူမယ်ကျွန်တော်တို့ away kit ဆိုတဲ့ဟာကိုယူမယ်တချို့ညီကိုရှိရပြသေးလား link တွေအကုန်လုံးလေး copy ယူဆိုအဲ့ကျွန်တော်ပေးတဲ့ link တွေအကုန်လုံး copy ယူပြီးတော့သွားထည့်ရမျိုးဆိုတော့ဘယ်ရမလဲเนาะသူ့မှာလည်းသူဟာလည်းသူ limit လေးနဲ့အဖြတ်လေးရှိတယ်လေเนาะအဲ့လိုမျိုးလေးထည့်ပြီးเนาะအဲ့ဒါမှအဆင်ပြေမှာဗျာเนาะ Okay အဲ့ဒါဆိုရင်ကျွန်တော်ဒါတတိယဝတ်ဆောင်ရပါပြီOkay အဲ့ဒါဆိုရင်ကျွန်တော်ဂိုးသမားဝတ်ဆောင်နေရလို့ကျွန်တော်မထည့်ပြတော့ဘူးဒါပေမဲ့ကျွန်တော် link တော့ချပေးထားမယ်ဂိုးသမားဝတ်ဆောင်ကတော့ကိုယ့်ကိုထည့်လိုက်တော့เนาะကျွန်တော်ဂိုးသမားဘာလဲဆိုဗီဒီယိုအရင်ရှေ့သွားမှာဆိုလို့ဂိုးသမားအိမ်ကွင်းအဝေးကွင်းတတိယဝတ်ဆောင်ကိုယ့်ကိုထည့်လိုက်တော့ Okay ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုကျွန်တော်အနေနဲ့ YouTube မှာလည်းတင်ထားပေးပါမယ်အဓိကက YouTube မှာတင်နေဆိုတော့ကျွန်တော် link ပေးခြင်းလို့ပါ link ပေးခြင်းတဲ့အတွက်ကျွန်တော် YouTube မှာတင်တာဖြစ်ပါတယ် TikTok ကနေကျွန်တော် link ပေးတယ်ဆိုရင် link တွေကခဏပြတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးပြတ်ကြတဲ့ပုံမှာကျွန်တော် YouTube ရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာcomment မှာကျွန်တော်မှတ်ပေးထားမယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒါ brother တို့ကျွန်တော်စီတကူတကတောင်းစရာမလိုတော့ဘူးဗျာဒီလားအစင်းနဲ့သွားယူလိုက်ရုံပဲယူပြီးတော့တခါရဲကိုယ့်အကိုစောင့်နေရမလို့ယူပြီးထည့်လိုက်ရုံပဲဒါ Tottenham Hotspur တင်ရဲ့ logo နဲ့ kit ဆိုပြီးတော့ဒါတခါရဲယူပြီးထည့်လိုက်ရုံပဲပေါ့နော်အဲ့တော့brother အဆင်ပြေအောင်ကျွန်တော်အများကြီးစူးစမ်းထားပေးထားပါတယ် YouTube channel လေးကိုလည်း subscribe လုပ်ပေးသွားကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေเนาะအဆင်မပြေတာတခုရှိရဆိုလဲကျွန်တော်လာမေးလို့ရတယ်ကျေးဇူးပါဗျာ